အားလုံးပဲမင်္ဂလာပါဒီနေ့ဇွန်လ12ရက်နေ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့အပြည်ပြည်ဆိုင်ရာမျှော်လင့်ရာနေ့ဖြစ်ပါတယ်လို့ဒီနေ့မျှော်လင့်ချက်ဆိုတာလူတိုင်းမှာရှိကြရပေါ့နော်မျှော်လင့်ချက်မရှိဘူးဆိုလို့ရှိရင်လည်းနှစ်ဖြန်အတွက်ကျမတို့အသက်ဆက်ရှင်ဖို့ရန်အတွက်ဒိဗေမဲ့နေမှာဖြစ်ပါတယ်လို့ဒါကြောင့်မလို့မျှော်လင့်ချက်ဆိုတာအမှောင်တွေကအလင်းကိုမြင်စေတဲ့စွမ်းအားတစ်ခုဖြစ်ပါတယ်လို့မျှော်လင့်ချက်ဆိုတာစိတ်ဝိညာဉ်ရဲ့ကြောက်စိုးတစ်ခုဖြစ်တယ်လို့အပြောင်းလဲအတွက်တွန်းအားတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်မလို့မရေရာမှုတွေကျမတို့ရဲ့အသက်တာမှာရေမှန်းချက်ဒီပျောက်ဆုံးနေတဲ့အခါမှာပြည့်နေနေတဲ့ဒီလိုအချိန်မျိုးမှာပေါ့နော်မျောလင့်ချက်ဆိုတာကျမတို့ရဲ့တကယ်အကြီးမားဆုံးဒိုင်းလွှားတစ်ခုလည်းဖြစ်တယ်လို့တိတ်ဆိတ်ငြိမ်သက်နေပေမဲ့အားကောင်းတဲ့ခွန်အားတစ်ခုလည်းဖြစ်တယ်ဒါကြောင့်ဒီနေ့အပြည်ပြည်ဆိုင်ရာမျှော်လင့်ရာနေ့မှာမိမိကိုယ်ကိုမိမိဂရုစိုက်ပြီးမိမိရဲ့ပတ်ဝန်းကျင်ဒီနေ့ဘေးမှာရှိတဲ့မိသားစုတွေတငယ်ချင်းတွေကိုခွန်အားပေးရင်းနဲ့ကျမတို့တိဆောက်နေတဲ့နှစ်ဖြန်နေအတွက်ပေါ့နော်ယုံကြည်ချက်နဲ့ကျမတို့မျှော်လင့်ချက်နဲ့အသက်ဆက်ရှင်ဖို့အတွက်ဒီနေ့အားလုံးကိုအနည်းငယ်ခွန်အားပေးခြင်းနဲ့အကြောင်းအရာလေးကိုဝေမျှလိုက်ရပါတယ်လို့ကောင်းသောနေ့လေးဖြစ်ပါစေ။